မိတ်ဆွေကခေတ်သစ်စစ်ပွဲတကူဒေါင်းတလက်နဲ့တိုက်နေတော့မယ်လားကျွန်တော်ပြောချင်တဲ့အထိပ္ပယ်ကကျွန်တော်အခုလိုကလာမှာတို့ရှိ AI တွေအရင်ပေါ်ဘူးဖြစ်လာအလျောက် AI နေပြီးတော့လူတွေကိုအစားထိုးသွားမလားဆိုရဲမိကုံကအရင်ဘာတွေဖြစ်လာရဲပေါ့နော်ကျွန်တော် AI အနေနဲ့ကလူတွေကိုတော့အစားထိုးသွားမှာမဟုတ်ဘူးလူတွေလုံနေတဲ့လုပ်ငန်း process တွေကိုတော့အစားထိုးသွားနိုင်တယ်ပေါ့အဲ့ဒါတော့ဆိုရင်ကျွန်တော်အနေနဲ့ဘာတွေပြင်ဆင်ထားရမှာလဲဒီကနေ့မှာ share လုပ်ပေးသွားမှာဖြစ်ပါတယ်အဓိကဒီကနေ့မှာ AI အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာမဟုတ်ကိုဘာတွေပြင်ဆင်ထားရမလဲဆိုတဲ့အကြောင်းကိုပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အခုလိုခစ်တစ်လက်နဲ့တွေအတိုင်းတိုးတန်းနေတဲ့အချိန်မှာတို့ကျွန်တော်တို့ကဒေါင်းတလက်နဲ့သွားပြီးတော့တိုက်ခိုက်လို့တော့မရတော့ဘူးပေါ့နော်ကိုပြောင်းလဲပြင်ဆင်ဖို့အတွက်လိုအပ်လာတယ်ကျွန်တော် AI ခစ်မှာတို့ကျွန်တော်တို့မှာရှိနေတဲ့ scale တွေကဒီတစ်နှစ်ထပ်ပို့ပြီးတော့မခံတော့ဘူးเนาะအရန်ခင်းနောက်ကျသွားတတ်တယ်အဲ့ဒါကြောင့် scale တွေအများကြီးပေါ်လာပြီးတော့ခင်းနောက်ကျတာအရန်မြန်လာရပေါ့အဲ့ဒါဆိုကျွန်တော်တို့ရဲ့ scale carrier တွေကို upgrade လုပ်ဖို့လိုအပ်လာတယ် upgrade လုပ်ဖို့တဲမှာဆိုလို့ကျွန်တော်တို့ကရှိပြီးသားအရာကိုပဲနည်းနည်းချင်းထပ်ဖြည့်ထားတဲ့စာလို့ရှိရင်ကျွန်တော်တို့ reinvest ကျွန်တော်တို့အတွက်မလိုတဲ့ scale တွေကိုကျွန်တော်တို့ဘေးချပြီးတော့ version 1 တွေ version 2ကိုကျွန်တော်ပြောင်းလဲတတ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင် version 1 နေ version 2ပြောင်းလဲချင်ပါဆိုရင်အဓိကကျွန်တော်စာအုပ်တွေဖတ်ရုံနဲ့လည်းမလိုတော့တော့ဘူး WhatsApp တွေနားထောင်နေတယ်လည်းကျွန်တော်တို့ကအဆင်မပြေတော့ပေါ့နော်အဓိကကျွန်တော်တို့မှာ inner မှာရှိနေတဲ့ thinking process တစ်ခုလုံးမှာကျွန်တော်အသစ်လဲဖို့အတွက်လိုအပ်လာပြီဖြစ်ပါတယ်ကျွန်တော်တို့လုပ်ငန်းခွင်မှာဆိုလို့ရှိရင်လည်းကျွန်တော်လာစာဘလိုတိုးမှလည်းလာအလုပ်တွေပြုတ်သွားရဲဆိုဘလိုလုံးမှလည်းအဓိကကျွန်တော်တို့မှာရှိနေတဲ့ဒီဘွဲတွေဆိုတာကအင်တာဗျူးခန်းလေးကိုဝင်တဲ့အတွက်ဝင်ခွင့်လက်မှတ်သက်သာပဲရှိရပေါ့နော်အဓိက AI ဒီဘာကြီးမှာမရှိသေးတဲ့ကျွန်တော်ယုံကြည်မှုတွေ reliability တွေ maturity တွေပြီးကြလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာကိုတိုင်းကိုလူတယောက်လိုမြင်လိုက်ဆိုတော့ရှင်ငါကိုတိုင်းဒီ business တစ်ခုလိုမြင်ပြီးတော့ကျွန်တော်တို့က investment လုပ်တာကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တင်ယူမှုတွေရှိရယ်ကျွန်တော်တင်ယူမှုတိုင်းဒီဝါသနာကြီးကတင်လာတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ investment တွေပဲကျွန်တော်တို့ဖြစ်တင်တယ်ပေါ့အဲ့ဆိုလို့ရှိရင်အခုလိုအရွေးအရန်များနေအချိန်ကာလမှာဝါသနာကြီးကလှုပ်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့လမ်းပြောက်သွားတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တင်ယူလိုက်တဲ့အရာတိုင်းမှာငါဒီအချိန်ဘယ်လောက်ပေးလဲအချိန်ကုန်နဲ့ပိုက်ဆံကုန်နဲ့လူပန်းတယ်အဲ့ဒါတော့ကျွန်တော် ROI နဲ့ return on investment အနေနဲ့ကျွန်တော်ဘယ်လောက်ပြန်ရနိုင်လဲဘယ်ချိန်ကျရင်ကျွန်တော်ပြန်ရနိုင်လဲဆိုတာကျွန်တော်တွေးဖို့အတွက်လိုအပ်တယ်ဒီကနေ့တင်လိုက်တဲ့ scale ကနောက်ထပ်3နှစ်မှာဆိုလို့ရှိရင်တင့်ကိုဘယ်နေရာအရောက်ပို့ပေးနိုင်လဲဆိုတာကျွန်တော်တို့အမြဲတမ်းတွေးနေဖို့လိုအပ်တယ်အဲ့ဒါတော့ကျွန်တော် SPAC theory ရဲ့ specific ကျွန်တော်သွားတဲ့အရာတွေထိကျရမယ်တိုင်းတာနိုင်မယ်ပြောလို့ရှိရင်လက်တွေ့လုံးနိုင်တဲ့အရာတွေကျွန်တော်ဖြစ်ဖို့အတွက်လိုအပ်တယ်ပေါ့နော်အဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အတမူရန်ချောင်းကိုပြပြီးရမြေပုံရဆိုလို့ရှိရင်ကျွန်တော်ကိုကျင်တရားပြင် culture ပေါ့ကိုယ့်ရဲ့ပုံစံကဘယ်လိုလဲပြီးတော့စိတ်ဓာတ်လည်းကျွန်တော်အရေးကြီးတယ်နောက်ထပ်အနေနဲ့ဆိုရင်ကျွန်တော်စိတ်ဓာတ်တွေculture တွေဘယ်လောက်ကောင်းကျွန်တော်တို့ရဲ့ exclusion ဆိုတော့ကျွန်တော်လက်တွေ့လှုပ်ဆောင်မှုလည်းရှိမှသာလဲကျွန်တော်တို့ကအောင်မြင်နိုင်မှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်အောင်မြင်မှုဆိုတာကံကောင်းလို့ဖြစ်လာတာမဟုတ်ဘူးတည်တည်ချေရစီစဉ်ထားတဲ့သူတွေအတွက်အခွင့်အရေးပဲဖြစ်တာဖြစ်တဲ့အတွက်တင့်ရဲ့နောက်ချလာကူးကဘာလဲဆိုတော့